ပတ်စံဆိုတာအတုံးချတတ်ရင်စီအတုံးမချတတ်ရင်ဘီလက်ထဲမှာထားရင်စီလိုပေါက်ရှာပြီးထွက်တယ်ရင်းနှီးမြုပ်နှံထားရင်မှုပင်လိုပေါက်ဖွာလာမယ်မရင်းနှီးတတ်ရင်လေလာရင်းနှီးတတ်ရင်စလောက်ရှုံးတဲ့အမြတ်ဆိုတာရှိစမြဲမတုံလုံးနဲ့သင်ခန်းစာယူရှုံးအရင်အမြတ်တန်တရားလည်နေတဲ့ကြားကအမြတ်ကိုရအောင်ရှာအမြတ်ကိုစတင်ရလာတာနဲ့ကျမတို့ရဲ့အုံနောက်ထဲမှာဇက်တိုက်တွေးပြီးသင်ယူနေမှာကနောက်ထပ်အမြတ်ရအောင်ဘယ်လိုစူးစမ်းအားထုတ်ရမလဲโอเคခုကစပြီးငွေကြေးကိုစတင်စီမံခန့်ခွဲကြရအောင်ငွေကြေးကိုစီမံခန့်ခွဲတတ်ပါစေကျမပြောသွားတာလေးတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်ကျမရဲ့ channel လေးကို like and subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်အားလုံးပဲ bye bye